ကိုကြိုတည်သောဖျားရှင်အရာရာကိုကြိုတင်ပြင်ဆင်ပြီးသားယုံကြည်ကစိတ်ချနေမယ်ကိုတော့ထဲနာဝိညာဉ်တော်ခေါ်ဆောင်လက်ပြမယ်ယေရှုခရစ်နာရှိတော်ထိုဘုန်းစီစဉ်ဒီကဘာမရှိခင်ကတည်းကကျွန်ုပ်တို့ပြင်ဆင်ပြီးသားကဘာမရှိခင်ဒီကဘာမရှိခင်ကတည်းကကျွန်ုပ်တို့ပြင်ဆင်ပြီးသားဒီကဘာမရှိခင်ကတည်းကကျွန်ုပ်တို့ပြင်ဆင်ပြီးသားခဏလောက်မျက်မှောက်တော်ထဲမှာဆင်ခြင်ရအောင်ဒီຢာကိုတကယ်နားလဲတယ်ဆိုရင်အသက်ရှင်ရတာအယံပျော်စရာကောင်းတယ်ဒီကတလေမှာကျွန်တော်တို့ကလူတဦးတယောက်ကနှိပ်စက်လို့ကျွန်တော်တို့ဘဝမှာပြဿနာကြုံရတယ်လို့ထင်တယ်မဟုတ်ပါဘူး။အော်ဒီလူမရှိရင်ငါဟာစိုးရင်ချင်းနဲ့လွတ်လိမ့်မယ်လို့သင်ထင်တယ်မှားပါတယ်။သင်ရဲ့နှလုံးသားကအရင်ဆုံးရှာရမှာကဖျားဖြစ်တယ်။သင်ကိုတာဝန်ယူသောဖျားသင်ရဲ့ကောင်းခင်အဖသင်ကိုဖန်ဆင်းသောဖျားတကိုးနဲ့ပြည့်သောဖျားလူသားကိုမဖန်ဆင်းခင်မှာလူသားတွေလိုအပ်သောအရာအလုံးကိုပြည့်စုံပြီးမှအေဒီဥယျာဉ်ထဲမှာနေရာချတော်မူသောဖျားထိုဖျားကိုသင်ရှာတယ်ဆိုရင်ထိုဖျားကိုဥစွာနေရာပေးတယ်ဆိုရင်ထိုဖျားကိုမတွေ့မချင်းရှာတော်သူကသင်ဖြစ်တယ်ဆိုရင်ယေရှုခရစ်နဲ့အတူသားတော်နှစ်တကွခတ်သိမ်းသောအရာကိုပေးသောဖျားရဲ့လက်တော်ကိုသင်မြင်တွေ့ရမှာဖြစ်တယ်ဒီနေ့တချို့သောသူတွေအတွက်တကယ်ပဲဘဝမှာခက်ခဲတယ်စိုးရင်ချင်းနဲ့ပဲပြည့်နေရတယ်ယုံထွက်ဖို့အင်မတန်ခက်ခဲတဲ့သူတွေယနေ့နှုတ်ကပတ်တော်ဟာစကားတက်တက်ရောက်လာတာမဟုတ်ဘူးသင်အသက်တာမှာဖြေလွတ်ခြင်းကိုပေးမဲ့နှုတ်ကပတ်တော်ဖြစ်တယ်ငြိမ်သက်ခြင်းကိုပေးမဲ့နှုတ်ကပတ်တော်ဖြစ်တယ်ထိုကဲ့သို့သောသူတွေရှိတယ်ဆိုရင်ရှိတဲ့နေရာမှာလက်ပြောက်ထားရအောင်တစုံတစ်ခုသောအရာကသင်ကိုစိုးရင်စေတယ်အဲ့ဒီစိုးရင်ခြင်းတွေကနေယုံထွက်ဖို့အရန်ခက်ခဲတယ်သင်ရဲ့ချမ်းသာခြင်းစေးစစ်ချက်အဖြစ်လားသို့မဟုတ်သင်ရဲ့အိတ်ထဲမှာရှိတဲ့ငွေကြေးရဲ့အခြေအနေလားသို့မဟုတ်သင်ရဲ့မထမ်းနိုင်လောက်လေးလံတဲ့ပြဿနာလားအခက်ခဲလားရင်ဆိုင်နေရသောအမှုလားသင်သားသမီးတွေအနာဂတ်လားသင်ရဲ့ခက်ခဲတယ်သင်ရဲ့စိုးရင်ခြင်းတွေအားလုံးကိုသင်တော်မူသောဖခင်ကိုရှာရအောင်ထိုဖခင်ကသင်စီကိုလာတဲ့အခါမှာအဖြေနဲ့တကွလာမဲ့ဖခင်ဖြစ်တယ်စိုးရင်ခြင်းကိုထပ်ပေးမဲ့ဖခင်မဟုတ်ဘူးပူပန်ခြင်းကိုထပ်ပေးမဲ့ဖခင်မဟုတ်ဘူးပြဿနာကိုထပ်ပေးမဲ့ဖခင်မဟုတ်ဘူးအဖြေနဲ့တူသင်စီကိုလာမဲ့ဖခင်ဖြစ်တယ်ကိုရောယခုကစကျွန်တော်ဦးစားပေးရှာတော်သူကကိုရောပဲဖြစ်ရမယ်စီးပွားရှာတာတဲ့အရင်ကိုရောကိုရှာပါမယ်။အော်ကောင်းသောနာကိုရှာတာတဲ့ကိုရောကိုအရင်ရှာပါမယ်။ကျွန်ုပ်ရဲ့ဦးစားပေးဟာကိုရောပဲဖြစ်တယ်။အသက်တာကိုစက္ကန့်အနံပါနှုတ်ကပတ်တော်အပြင်ဖခင်ကလွတ်ခြင်းခွင့်ကိုယနေ့မိမတော်လေးထုထဲမှာကိုရောကပြတ်နှက်စေပြီးဖြစ်တယ်။ဆုတောင်းမှာဖခင်နဲ့ခဏလောက်ချေယူပါ။နှလုံးသားများကိုပြန်လဲစတင်ချရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာကိုရောထဲ၌ကြိုးတင်ချီးမွမ်းနိုင်သောအသက်တာဖြစ်ရအောင်။အိုးသင်အတွက်လိုအပ်တဲ့ဝေကျေးတွေဖျားပြင်ဆင်ပြီးပြီစာငက်ကလေးတွေကိုတော့မှတာဝန်ယူတဲ့ဖျားတော်နေမန်းတွေကိုတော့မှတာဝန်ယူတဲ့ဖျားသင်ကိုမင်းတော့မှမစိုးပြမဲ့ဖျားသူရဲ့တာဝန်ယူခြင်းကလုံလောက်ပါတယ်မစိုးရိမ်နဲ့လို့ပြောတယ်မစိုးရိမ်နဲ့လို့ပြောတယ်မစိုးရိမ်နဲ့လို့ပြောတယ်မနဲ့ပြန်တော့မစိုးရိမ်နဲ့အနာကတော့မစိုးရိမ်နဲ့ငါပိုင်တာဖြစ်တယ်ငါတာဝန်ယူနေတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအရာရာကိုပိုင်တော်ဖျားချင်းလေးအဖြစ်တခါပြန်ချီးမွမ်းရအောင်တခြင်းရဲ့စာသားတစ်ခုစီတိုင်းကကျမတို့ရဲ့ဝန်ခံချက်ဖြစ်စေရအောင်တမန်ကျမ်းစာထဲမှာဘုရားရဲ့ဂတိတော်9000ကျော်ရှိတယ်အဲ့ဒါသင်အတွက်ဖြစ်တယ်ဂတိတော်9000ကျော်ရှိတယ်အဲ့ဒါယုံကြည်သောသင်အတွက်ဖြစ်တယ်ဟာလေလုယာယုံကြည်ကစိတ်ချနေမယ်ကိုတော်ထဲဆောင်လက်ပြမယ်ယေရှုခရစ်၌ရှိတော်သူဘုန်းစီစဉ်ဒီကဘာမရှိခင်ကတည်းကကျွန်တော်တို့ပြင်ဆင်ပြီးသားရာရာကိုကြိုတည်တော်ဖျားရှင်ရာရာ
to both season Diga ba mashike gadega to know that kissing be that ဒီချိန်မှာကျွန်တော်တို့သားသမီးတွေအတွက်ငိုကြွေးနေသောမိခင်တချို့ရှိတယ်တင်သားသမီးတွေအနာဂတ်ဟာတင်ပုံပေါ်မှပုံပေါ်လာမှာမဟုတ်ပဲနဲ့သူတို့ဘဝကိုအကောင်းဆုံးပုံပေါ်ပေးနိုင်မဲ့ဖခင်ရှိပါတယ်ထိုဖခင်ကတင်ရဲ့ပြဿနာထက်ပိုကြီးသောဖခင်ဖြစ်တယ်ကျွန်တော်တို့ဖခင်ကအရန်ကြီးတယ်နော်မနေ့ကဆိုတာလဲသူ့လက်ထဲမှာရှိတယ်ယနေ့လဲသူ့လက်ထဲမှာရှိတယ်မနေ့ပြန်လဲသူ့လက်ထဲမှာရှိတယ်ကိုရောနဲ့လွတ်တော်နေရတခုမှမရှိဘူးတဲ့မိုးကောင်းကင်ကိုတက်ရင်လဲကိုရောရှိတယ်သမုတ်တရားအောက်ထဲကိုဆင်းရင်လဲကိုရောရှိတယ်အဝေးမှာရှိနေတဲ့တင့်သားသမီးတွေအတွက်ငိုကြွေးနေသောတင့်ရဲ့နှလုံးသားကိုဖျားမြင်တယ်မစိုးရင်တဲ့ငါသမီးငါကိုသာရှာပါတင့်သားသမီးတွေရှိတဲ့နေရာမှာငါလုံခြုံစေမယ်ငါကွယ်ကာမယ်ငါတာဝန်ယူနေတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာမကြခင်မှာအပူတပြင်းဖြည့်ရှင်းရမယ့်ပြဿနာတချို့သင်စဉ်းစားလိုက်တိုင်းမှာသင်ရဲ့တတ်နိုင်ခြင်းကိုကြော်လွန်နေတဲ့အတွက်သင်ဟာညအတောင်မှအိမ်မပျော်လောက်အောင်ရှိနေတယ်ဆိုရင်ဖခင်ကပြောတယ်မစိုးရင်နဲ့ငါသမီးမစိုးရင်နဲ့ငါသားတိုးထဲမှာမောင်မိုက်အချိန်မှာလူ9000ကျော်ကိုမုံ9လုံးနဲ့9နှကောင်နဲ့ကျွေးခဲ့တာငါပါအရှိမပင်လယ်နီအနောက်မှာအီဂျစ်စစ်သားတွေဘယ်ဘက်ကိုပဲသွားလွတ်ရလမ်းမရှိပေမဲ့ထိုပင်လယ်နီဒီဟူသောသူတို့ရဲ့ပြဿနာကိုနှစ်ချမ်းခွဲစေပြီးခြောက်သွေ့သောမြေပေါ်မှာသူတို့ကိုလမ်းလျှောက်စေခဲ့ပြီးအဲ့ဒီနေရာမှာပဲသူတို့ရန်သူတွေကိုအဆုံးစီရင်ပေးခဲ့တာငါပါဟာလေလုယာဤဒေလာလူမျိုးတန်ပေါင်းများစွာကိုတောထဲမှာနေ့တိုင်းမပြတ်သစ္စာရှိစွာမာနမုန်းနဲ့ငါကြွေးမွေးခဲ့တယ်သူတို့ခြေထောက်တွေကိုမပုံးမရောက်စေခဲ့ဘူးသူတို့ဖဏတ်တွေကိုတော့မဆုပ်ပြတ်စေခဲ့တာငါဖြစ်တယ်ဖခင်ရဲ့ထောက်ပံ့ခြင်းကအမြဲတမ်းလုံလောက်တာဖြစ်တယ်ဟာလေလုယာ2026ခုနှစ်ဟာယုံကန်ခြင်းနဲ့လွတ်သောနှစ်ဖြစ်တယ်ယေရှုတော်ဘာနဲ့ဝေခံပါတယ်ယုံကန်ရသောဘဝကနေလွတ်မြောက်သောနှစ်ဖြစ်တယ်မစိုးရိမ်ရသောနှစ်ဖြစ်တယ်ငြိမ်ဝှက်ရသောနှစ်ဖြစ်တယ်လုံလောက်သောဘုရားရဲ့ထောက်ပံ့ခြင်းနဲ့မှသွားလာရသောနှစ်ဖြစ်တယ်ဟာလေလုယာသင်တရားလို့ရင်တရားထောက်ပံ့နိုင်တယ်လို့သသိန်းလို့ရင်လည်းသသိန်းထောက်ပံ့နိုင်သောဘုရားဖြစ်တယ်သိန်းပေါင်းများစွာလို့အဲ့လည်းထောက်ပံ့နိုင်သောဘုရားဖြစ်တယ်ဟာလေလုယာဟာလေလုယာနေ့အချိန်မှနေ့အားဖြင့်ညအချိန်မှလအားဖြင့်အထီးကိုက်မရှိစေသောဘုရားကသင်ကိုယ်ွယ်သောဘုရားဖြစ်တယ်လုပ်ငန်းတိုးချဲ့ဖို့ရအတွက်စိတ်ပူနေသောသူတွေဘုရားကသင်ကိုတာဝန်ယူနေတယ်ဘုရားကိုရှာပါလူရဲ့အုံနောက်ညံကိုအမိမပြုတ်ပါနဲ့ဘုရားကိုရှာပါဘုရားဦးဆောင်တဲ့နောက်ကိုလိုက်တယ်ဆိုရင်လိုသောຢာတွေကသင်နောက်ကနေလိုက်လာမှာဖြစ်တယ်သင်လိုက်ရှာစရာမလိုဘဲနဲ့သင်နောက်ကနေလိုက်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာစိတ်တကြခြင်းစိုးရိမ်ခြင်းစိတ်ပြတ်ခြင်း depression ယေရှုနာမနဲ့ပေါင်းထုတ်ဖယ်ရှားပါတယ်ငါတို့ကမစိုးရိမ်ဘူးအကြောင်းကတော့ငါတို့ဖခင်ကငါတို့ကိုတာဝန်ယူတယ်ဟာလေလုယာငါတို့ကစိတ်မပြတ်ဘူးအကြောင်းကတော့ငါတို့ဖခင်ကလုံလောက်စွာထောက်ပံ့တော်ဖခင်ဖြစ်တယ်စိတ်တကြခြင်းရန်သူတင်ကိုယေရှုနာမနဲ့ပေါင်းထုတ်ဖယ်ရှားပါတယ်အချိန်မီအလုံးမလုံးတော့ဘူးလားလို့မေးခွန်းပေးနေတော့ညီကိုမောင်နှမများဖခင်ပဲတော့မနောက်မကြဘူးဟာလေလုယာဖခင်ပဲတော့မနောက်မကြဘူးနော်လာစီဦးတင်နေပြီသူအမတွေကပြောတယ်ပုတ်ပြီးနန်းနေပြီကိုတော့နောက်ကျခဲ့ပြီယေရှုကပြောလဲငါအဆွေလာစီဦးကသေတာမဟုတ်ဘူးအိပ်ပျော်တာဖြစ်တယ်ငါနိုးလိုက်ရုံပါပဲတဲ့ဟာလေလုယာဒီတွေ့အရင်ခက်ခဲတဲ့ပြဿနာဟာကိုတော့ဖခင်အတွက်လေခြေထောက်မှာကတ်နေတဲ့မြေမုံကိုခါရတာတဲ့ပိုလွယ်တယ်ဟာလေလုယာသူတာဝန်ယူရဆိုရင်သင်ရဲ့ဘဝသင်ရဲ့အနာဂတ်ကလုံခြုံပါတယ်စိတ်ချရပါတယ်မစိုးရိမ်နဲ့လို့ပြောတော်သူဟာကောင်းကင်တဲ့မြေကြီးကိုဖန်ဆင်းတော်ဘုရားဖြစ်တယ်မစိုးရိမ်နဲ့လို့ပြောတော်သူဟာသင်ကိုဖန်ဆင်းတော်ဘုရားဖြစ်တယ်သင်ရဲ့အနာဂတ်ကိုသူပဲပိုင်တာဖြစ်တယ်ဟာလေလုယာကိုတော့မစိုးရိမ်နဲ့လို့ပြောတဲ့အတွက်သမီးတို့မစိုးရိမ်ပါဘူးနိုင်ငံတော်နဲ့ပြောင်းမခြင်းကိုဦးစွာရှာပါလို့ပြောတဲ့အတွက်သမီးတို့ရဲ့ရှာခြင်းအစင်လိုက်ထားတဲ့အရာတွေယခုကစပြောင်းလဲပါတော့မယ်ကိုတော်ကနှုတ်ကပတ်တော်ကိုတာဝန်ယူသောဘုရားဖြစ်သောကြောင့်ယေရှုတင်တယ်ကျမ်းစာထဲမှာကိုတော်ပြောထားတဲ့9000ကျော်သောဂတိတော်တွေဟာယုံကြည်သောကျွန်တော်တို့အတွက်ဖြစ်ပါတယ်ထိုဂတိတော်များဟာကောင်းကင်တဲ့မြေကြီးမတည်ရင်တော့မှတည်မဲ့ဂတိတော်များဖြစ်သောကြောင့်ယုံကြည်လက်စိတ်ချလက်ကြိုတင်ပြီးတော့ယေရှုတော်ကိုချီးမွမ်းပါတယ်ကပါမတည်ခင်ကတည်းကကျွန်တော်တို့အတွက်လိုအပ်သောຢာကိုသိနေလျက်ကြိုတင်ပြင်ဆင်သောဘုရားရဲ့လက်တော်သည်အလွန်စိတ်ချရကြောင်းကိုယုံကြည်လျက်
ယေရှုတော်ချီးမွမ်းတဲ့ယေရှုနာမ၌ဆုတောင်းကြပါတယ်ဖဖျားသခင်အာမင်အာယာမယာဘုရားကိုလက်ခုပ်တီးလက်ချီးမွမ်းရအောင်နာမရှိတဲ့လူ၄-၅ယောက်ကိုနှုတ်ဆက်ပါဦးမစိုးရိမ်နဲ့သင်ဖျားတတ်နိုင်တယ်လို့ပြောရအောင်